မြန်မာနိုင်ငံရဲ့အအောင်မြင်ဆုံးအဆိုတော်9ဦးပရိသတ်ကြီးအားလုံးမင်္ဂလာပါရှင်ဒီကနေ့မှာတော့မြန်မာနိုင်ငံရဲ့ထိပ်တန်းအဆိုတော်တွေထဲကနေပြီးတော့အအောင်မြင်ဆုံးအဆိုတော်9ဦးကဘယ်သူတွေလဲဆိုတာကိုတင်ဆက်ပေးသွားချင်တာဖြစ်ပါတယ်ဂီတဆိုတာကလူတစ်ယောက်ရဲ့ဘဝမှာမရှိမဖြစ်လိုအပ်တဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်ဝမ်းနေနေတဲ့အချိန်မှာနှစ်သိမ့်ပေးတဲ့လိုမျိုးပဲပျော်ရွှင်နေတဲ့အချိန်မှာလည်းပို့ပြီးတော့မှအမှတ်တရကိုဖြစ်စေပါတယ်အဲ့ဒီလိုတခြင်းတွေကိုဖန်တီးပေးတဲ့အဆိုတော်တွေကလည်းပဲပရိသတ်တွေရဲ့နှလုံးသားထဲမှာနှစ်ပေါင်းများစွာနေရာယူထားနိုင်ကြပါတယ်မြန်မာဂီတလောကမှာမျိုးဆက်အလိုက်အောင်မြင်ခဲ့တဲ့အဆိုတော်များစွာရှိခဲ့ပါတယ်။တချို့ကတော့အတန်ပါဝါကြောင့်လူကြိုက်များခဲ့တယ်လို့မျိုးပဲ။တချို့ကျတော့လည်းဗတ်တချင်းရေးနိုင်တဲ့စွမ်းရည်ကြောင့်စိန်ပေါ်မှာဖျော်ပြနိုင်တဲ့စွမ်းရည်ကြောင့်ပရိသတ်တွေကိုဆွဲဆောင်နိုင်ခဲ့ကြပါတယ်။ဒီနေ့ podcast မှာတော့မြန်မာနိုင်ငံရဲ့အအောင်မြင်ဆုံးလို့ပြောလို့ရတဲ့အဆိုတော်9ဦးအကြောင်းကိုအရောက်ချင်းစီအတွက်လေ့လာသွားမှာဖြစ်ပါတယ်ရှင်။ဒီစရေးဟာတရားဝင်အဆင့်သတ်မှတ်ထားချက်မဟုတ်ဘဲနဲ့အချိန်အတော်ကြာအောင်မြင်မှုနဲ့လူကြိုက်များမှုဂီတလောကပေါ်မှာတရားမှုနဲ့ပရိသတ်အားပေးမှုတွေပေါ်မှာအခြေခံပြီးတော့မှတင်ဆက်ထားတာဖြစ်ပါတယ်ရှင်။ပထမဆုံးတင်ပြပေးခြင်းတဲ့အနုပညာရှင်ကတော့နှစ်ပေါင်းများစွာပရိသတ်အားပေးမှုကိုထိန်းသိမ်းထားနိုင်တဲ့အဆိုတော်စစိုင်းခန့်လိုင်ဖြစ်ပါတယ်။မြန်မာပေါက်ဂီတအကြောင်းပြောရမယ်ဆိုလို့ရှိရင်စစိုင်းခန့်လိုင်ကိုမေ့ထားလို့မရပါဘူး။2000ပြည့်နှစ်အစောပိုင်းကစပြီးတော့သူ့ရဲ့တခြင်းတွေဟာလူငယ်ပရိသတ်တွေကြားမှာအလွန်ရေပန်းစားခဲ့ပါတယ်။အဆိုတော်တယောက်နေတာမကပဲနဲ့တခြင်းရေးသူတရုတ်ဆောင်နဲ့စီးပွားရေးလုပ်ငန်းရှင်အဖြစ်ပါအောင်မြင်ခဲ့တာကြောင့်သူဟာမြန်မာအနုပညာလောကရဲ့ထင်ရှားတဲ့နာမည်တစ်ခုအဖြစ်ထင်ကျန်ရနေပါတယ်။သူ့ရဲ့တခြင်းတွေမှာ pop, hip hop နဲ့ R&B အရသာတွေကိုပေါင်းစပ်ဖန်တီးထားတာဖြစ်တဲ့အတွက်ကြောင့်မျိုးဆက်ပေါင်းများစွာကနားထောင်နိုင်ကြပါတယ်။အချစ်တခြင်းဘဝအတွေ့အကြုံကိုဖော်ပြတဲ့တခြင်းတွေနဲ့စိတ်တက်ကြွစေတဲ့တခြင်းတွေကိုလည်းပဲပရိသတ်တွေကသဘောကျခဲ့ကြပါတယ်။စင်ပေါ်မှာဖျော်ဖြေတဲ့အခါမှာလည်းပဲပရိသတ်နဲ့အပြန်အလှန်ဆက်ဆက်နိုင်တဲ့အရေးချင်းတွေကြောင့် solo show တိုင်းလိုဟာလူပြည့်လေရှိပါတယ်။တခြင်းဆိုတာကအချိန်ကြာလာတာနဲ့အမျှတောက်ကဲတော်တက်ပေမဲ့လည်းစစိုင်းခန့်လိုက်တဲ့ခြင်းတို့ချို့ကတော့အခုထက်ထိကိုလူငယ်တွေရဲ့နှလုံးသားထဲမှာရှိနေစေဖြစ်ပါတယ်။ဒါကြောင့်မြန်မာနိုင်ငံရဲ့အအောင်မြင်ဆုံးအဆိုတော်စင်းတဲမှာသူ့နာမည်ကိုထည့်သွင်းဖော်ပြထားတာဖြစ်ပါတယ်ရှင်။ဒုတိယမြောက်အဆိုတော်ကတော့အဆိုတော်အာဇာနည်ဖြစ်ပါတယ်။ Romantic ballad တစ်ခြင်းတွေနဲ့ပရိသတ်ရဲ့နှလုံးသားကိုဖန်ဆုပ်ထားနိုင်ခဲ့တဲ့သူဖြစ်ပါတယ်။မြန်မာနိုင်ငံ love song တွေအကြောင်းကိုပြောရမယ်ဆိုရင်အာဇာနည်ဆိုတဲ့နာမည်ကိုမေ့ထားလို့မရပါဘူး။သူ့ရဲ့အတန်ကနူးညံ့ပြီးတော့စိတ်ခံစားချက်ကိုလည်းတဘာဝကြကြဖော်ပြနေတာဖြစ်တဲ့အတွက်ကြောင့်လူငယ်တွေဒါမကပဲနဲ့လူလက်ပိုင်းလူကြီးပိုင်းအထိကိုအားပေးနှစ်သက်ကြပါတယ်။အာဇာနည်ကဂီတလောကတွေကိုဝင်ရောက်လာပြီးတဲ့နောက်ပိုင်းမှာတဖြည်းဖြည်းနာမည်ရလာခဲ့ပါတယ်။အစပိုင်းမှာလည်းအခြားအဆိုတော်တွေလိုမျိုးပဲအခက်အခဲတွေရှိခဲ့ပေမဲ့လည်းဂီတအပေါ်မှာစိတ်အားထက်သန်မှုနဲ့အဆက်မပြတ်ကြိုးစားခဲ့တာဖြစ်တဲ့အတွက်ကြောင့်ထိပ်တန်းအဆိုတော်တယောက်ကိုပြပေါ်လာခဲ့တာဖြစ်ပါတယ်။သူ့ရဲ့တခြင်းတွေကအချစ်မျှော်လင့်ချက်လွမ်းဆွမှုနဲ့ဘဝအတွေ့အကြုံတွေကိုအတိအကျထားပြီးဖန်တီးခဲ့တာဖြစ်တဲ့အတွက်ကြောင့်နားထောင်သူတွေအတွက်ကိုယ်တိုင်ကြိုးတင်နေရသလိုမျိုးကိုခံစားရစေပါတယ်။ပရိသတ်တွေကလည်းပဲအာဇာနည်ရဲ့တခြင်းတွေဆိုရင်စာသားလဲကောင်းတယ်အတန်လဲနှထောင်လုံးကောင်းတယ်လို့ချီးကျူးပြောဆိုလေးရှိပါတယ်။အဆိုတော်တယောက်တက်ကတော့အောင်မြင်မှုဆိုတာက hip song တစ်ပုတ်ရှိုံနဲ့မလုံလောက်ပါဘူး။နှစ်ပေါင်းများစွာပရိသတ်အားပေးမှုကိုဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက်ကလည်းလိုအပ်ပါတယ်။အာဇာနည်ကတော့ဒီလိုစံနှုန်းတွေနဲ့ကိုက်ညီတဲ့အဆိုတော်တယောက်ဖြစ်ပါတယ်။အဘက်အသစ်တွေထွက်တိုင်းမှာပရိသတ်စိတ်ဝင်စားမှုကိုရရှိခဲ့သလိုဖြော်ပြပွဲတွေမှာလည်းလူအများပြလာရောက်အားပေးခဲ့ကြပါတယ်။ live performance အပိုင်းမှာလည်းသူက studio recording နဲ့မကွာတဲ့အတန်အရေးတွေကိုပိုင်ဆိုင်ထားတဲ့သူအဖြစ်နဲ့ချီးကျူးခံရပါတယ်။ဒါကြောင့်လည်းပဲ concert ပွဲတွေမှာပရိသတ်တွေအတွက်အမြဲတမ်းအမှတ်တရကိုဖန်တီးပေးနိုင်ခဲ့ပါတယ်။အာဇာနည်ရဲ့အောင်မြင်မှုနောက်ကမှာအရေးချင်းတစ်ခုတည်းမဟုတ်ဘဲနဲ့စီကံရှိမှုစ조사မှုနဲ့ဂီတအပေါ်မှာစစ်မျက်နှာမှုတို့ကလည်းပါဝင်နေပါတယ်။ဂီတရည်စည်းကြောင်းပြောင်းလဲလာတဲ့အချိန်တွေမှာတော့သူ့ရဲ့ကိုယ်ပိုင်ဟန်ကိုထိမ့်သိမ့်နိုင်ခဲ့တာကသူ့ကိုထူးခြားစေတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ထို့အပြင်လူငယ်အဆိုတော်တွေနဲ့ပူးပေါင်းတည်ဆုံမှုတွေကလည်းပဲမျိုးဆက်တစ်ပရိသတ်တွေကိုဆက်လက်ပြီးတော့မှနှိစက်စေခဲ့ပါတယ်။အောင်မြင်တဲ့အဆိုတော်တယောက်ဆိုတာကတခြင်းကောင်းတွေကိုဖန်တီးနိုင်အောင်တင်မကဘဲနဲ့အချိန်နဲ့စံတတ်မှုကိုကျုပ်ဖြတ်ပြီးတော့မှပရိသတ်ရဲ့အားပေးမှုကိုနှစ်ပေါင်းများစွာရည်ယူထားနိုင်တာဖြစ်ပါတယ်ရှင်။ဒီချက်တွေအားလုံးကြောင့်အာဇာနည်ကမြန်မာနိုင်ငံရဲ့အောင်မြင်ဆုံးအဆိုတော်စီးရင်ထဲမှာပါဝင်လေးရှိနေသူဖြစ်ပါတယ်ရှင်။တတိယမြောက်အဆိုတော်ကတော့အဆိုတော်ဖြိုးကြီးဖြစ်ပါတယ်။အခုတစ်ခါမှာတော့မြန်မာ rock ဂီတလောကရဲ့အထင်ကရအဆိုတော်တယောက်ဖြစ်တဲ့ဖြိုးကြီးအကြောင်းကိုပြောပြပေးသွားချင်ပါတယ်။မြန်မာဂီတလောကမှာ rock တခြင်းကိုနှစ်သက်သူတွေဆိုရင်တော့ဖြိုးကြီးရဲ့နာမည်ကိုမသိသူကရှားပါတယ်။သူကအတန်အားကောင်းပြီးတော့မှခံစားချက်ပြေဝတဲ့ဒီဆိုဟန်နဲ့နှစ်ပေါင်းများစွာပရိသတ်အားပေးမှုကိုရရှိထားခဲ့တာဖြစ်ပါတယ်။ဖြိုးကြီးရဲ့ဂီတလန်ခီကလွယ်ကူခဲ့တာတော့မဟုတ်ပါဘူး။အနုပညာလောကမှာနေရာတစ်ခုရရှိဖို့အတွက်အချိန်ယူစူးစမ်းခဲ့ရပြီးအတွေ့အကြုံတွေကိုလည်းပဲတစ်ဆင့်ချင်းစီစူးစမ်းခဲ့ရပါတယ်။ဒါပေမဲ့သူ့ရဲ့မလျှော့တဲ့စိတ်ဓာတ်နဲ့ဂီတအပေါ်မှာချစ်မြတ်နိုးမှုတွေကြောင့်နောက်ဆုံးမှာတော့မြန်မာနိုင်ငံရဲ့ထိပ်တန်း rock အဆိုတော်တွေတဲကတယောက်ဖြစ်လာခဲ့ပါတယ်။
ဖြိုးကြီးရဲ့တခြင်းတွေမှာအချစ်မျှော်လင့်ချက်ဘဝရဲ့ရုန်းကန်မှုတွေနဲ့မိတ်ဆွေတန်ရောစင်နဲ့လူငယ်ဘဝအတွေ့အကြုံတွေကိုလည်းပဲထင်ဟပ်စေခဲ့တဲ့စာသားတွေကမကြာခဏတွေ့ရပါတယ်။ဒါကြောင့်လည်းပဲသူ့ရဲ့တခြင်းတွေဟာမျိုးဆက်ပေါင်းများစွာရဲ့ playlist ထဲမှာအမြဲတမ်းနေရာယူထားနေတာဖြစ်ပါတယ်။ဖြိုးကြီးကိုထူးခြားစေတဲ့အချက်ကတော့ live performance ဖြစ်ပါတယ်။ recording တွေကအတန်ရည်သွင်းနဲ့မကွာတဲ့တီးဆိုနိုင်စွမ်းနဲ့စင်ပေါ်မှာ project နဲ့အပြန်လှန်ဆက်သွယ်နိုင်တဲ့စွမ်းရည်တွေကြောင့်သူ့ရဲ့ဖြောပြပွဲတွေကအမြဲတမ်းလိုကိုစိတ်လှုပ်ရှားစရာကောင်းခဲ့ပါတယ်။ concert ပွဲတွေမှာ project တွေနဲ့သူ့ရဲ့တခြင်းတွေကိုအတူတူတီးဆိုကြတာတွေမီးအလေးတွေကိုလှုပ်ရှားပြီးတော့မှတခြင်းတစ်ပုတ်ချင်းစီအတူတူခန်းစားကြတာတွေကမြန်မာ rock ဂီတရဲ့အမှတ်တရမြင်ကွင်းတွေကတစ်ခုဖြစ်ပါတယ်။အောင်မြင်မှုတွေရရှိလာပြီးတဲ့နောက်မှာလည်းဖြိုးကြီးဟာကိုအမြဲတုတ်တက်အားစိုးစားခဲ့ပါတယ်။ဂီတလမ်းကြောင်းပေါ်ပြောင်းလဲလာတာနဲ့အမျှသူ့ရဲ့ဒီဆိုဟန်နဲ့ဖန်တီးမှုတွေကိုလည်းပဲလိုက်ရောညီတွေဖြစ်အောင်လို့ပြောင်းလဲနိုင်ခဲ့တာကြောင့်ပရိသတ်အတင်းနဲ့အားပေးမှုကိုလည်းပဲဆက်လက်ရရှိခဲ့ပါတယ်။ထို့အပြင်သူကဂီတလောကထဲမှာစီကန်းရှိပြီးတော့နှိမ့်ချတတ်တဲ့အနုပညာရှင်တစ်ယောက်အဖြစ်နဲ့လည်းပဲလေးစားခံရပါတယ်။အနုပညာဆိုတာကနေပဲကြောကြောင်တစ်ခုနဲ့နေမလုံးလောက်ပဲနဲ့ပရိသတ်ကိုလေးစားမှုအလုပ်ပေါ်မှာတာဝန်ယူမှုစတာတွေလိုအပ်တာဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့လှုပ်ဆောင်ချက်တွေကလည်းပဲအဆင်ပြေခဲ့ပါတယ်။နေ့ပေါင်းများစွာကြာလာပြီးတဲ့နောက်မှာတော့ဖြိုးချီတချင်းတွေကို radio, karaoke, online music platform တွေမှာနောက်ထပ်နေကြဆဲဖြစ်ပါတယ်ရှင်။နေ့ပေါင်းများစွာကြာပြီးတဲ့အထိကိုဖြိုးချီရဲ့တချင်းတွေကို radio, karaoke, online music platform တွေမှာနောက်ထပ်နေကြဆဲဖြစ်ပါတယ်။ဒါကတချင်းတစ်ပုတ်ကနေပြီးအချိန်ကိုကျော်လွန်ကလူတွေရဲ့နှလုံးသားထဲမှာဆက်လက်ရှင်သန်နေတဲ့ဆိုတဲ့သက်သေဖြစ်ပါတယ်။ဒါကြောင့်လည်းမြန်မာနိုင်ငံရဲ့အအောင်မြင်ဆုံးအဆိုတော်တွေကိုပြောတဲ့အခါမှာဖြိုးချီရဲ့နာမည်ကပါဝင်နေကြတာဖြစ်ပါတယ်ရှင်။၄ယောက်မြောက်အဆိုတော်ကတော့လွမ်းပိုင်ဖြစ်ပါတယ်။အခုအပိုင်းမှာတော့ hip hop နဲ့ pop ဂီတမှာလူငယ်ပရိသတ်ရဲ့အားပေးမှုကိုအလွန်ရရှိထားတဲ့အဆိုတော်တချင်းရေးစီယာလွမ်းပိုင်အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။2010ပြည့်နှစ်ပတ်ဝန်းကျင်ကာလမှာမြန်မာလူငယ်တွေကြားမှာ hip hop နဲ့ urban pop ဂီတဟာအရှိန်အဟုန်နဲ့ရေပန်းစားလာခဲ့ပါတယ်။အဲ့ဒီအချိန်မှာကိုပိုင်ဟန်ကိုပိုင်စတားနဲ့ပေါ်ထွက်လာခဲ့တဲ့သူတွေထဲမှာလွမ်းပိုင်ဟာထင်ရှားတဲ့နာမည်တစ်ခုဖြစ်ပါတယ်။သူ့ရဲ့တခြင်းတွေမှာအချစ်အိမ်မက်ဘဝရဲ့စိန်ခေါ်မှုတွေအပြင်လူငယ်တွေရဲ့စိတ်ခံစားချက်ကိုခင်မိတဲ့တခြင်းတန်စီတွေနဲ့ပေါင်းဆက်ဖော်ပြထားနိုင်ခဲ့ပါတယ်။လွမ်းပိုင်ကတခြင်းတီစုံတွေမကဘဲနဲ့တခြင်းရေးသားတဲ့အပိုင်းမှာလည်းပဲအရေးချင်းရှိတဲ့သူဖြစ်ပါတယ်။သူရေးသားခဲ့တဲ့တခြင်းတို့ချို့ကိုတခြားအဆိုတော်တွေကတီဆိုခဲ့ကြပြီးလူကြိုက်လည်းများကြခဲ့ပါတယ်။ဒီလိုမျိုးဖန်တီးနိုင်တဲ့စွမ်းရည်တွေကြောင့်ပဲဂီတလောကမှာသူ့ရဲ့နေရာကိုပုံမပြီးတော့မှခိုင်မာစေခဲ့ပါတယ်။သူ့ရဲ့တခြင်းအများစုကတော့လူငယ်တွေရဲ့နေစဉ်ဘဝအချစ်ရည်တငယ်ချင်းသရောစင်နဲ့အနာဂတ်အိမ်မက်တွေကိုထင်ဟပ်ပြသလေရှိပါတယ်။ဒါကြောင့်ပဲចောင်းသားចောင်းသူတွေနဲ့လူငယ်ပရိသတ်တွေကြားမှာအထူးရေးပန်းစားခဲ့ပါတယ်။လွမ်းပိုင်ရဲ့အောင်မြင်မှုကိုပြောရမယ်ဆိုရင် stage performance ကိုပေးထားလို့မရပါဘူး။စင်ပေါ်မှာတခြင်းဆိုတဲ့အခါပရိသတ်နဲ့အတူတကွတီးဆုံနိုင်အောင်လှုပ်ဆော်နိုင်ပြီးတော့စွမ်းအင်ပြေးသွားတဲ့ဖြောပြမှုတွေကြောင့်ပဲသူ့ရဲ့ concert တွေဟာအမြဲအသက်ဝင်နေလိမ့်ရှိပါတယ်။အောင်မြင်မှုရရှိလာပြီးတဲ့နောက်ပိုင်းမှာလွမ်းပိုင်ကဂီတပုံစံအတစ်တွေကိုစက်တက်ဖန်တီးခဲ့ပြီး collaboration တခြင်းတွေ music video အရေးသွေးတွေကိုအဆင့်မြင့်တင်ခဲ့ပါတယ်။ဒါကြောင့်လည်းပဲ music project တွေနဲ့ဆက်လက်ပြီးတော့မှချစ်ဆက်နိုင်ခဲ့ပါတယ်။တစ်ဖက်မှာလည်းပဲအများစိတ်ဝင်စားနေကြတဲ့ကိုရေးကိုတာအခြေအကြောင်းအရာတွေကြောင့်လည်းပဲမီဒီယာရဲ့အောင်ဆိုင်မှုကိုရရှိခဲ့သူဖြစ်ပါတယ်။သို့တော့သူ့ရဲ့ဂီတအောင်မြင်မှုကိုကြည့်ရမယ်ဆိုရင် project အများစုကတော့တခြင်းကောင်းတွေဖြောပြမှုကောင်းတွေကြောင့်အားပေးနေကြဆဲဖြစ်ပါတယ်။ဂီတလောကမှာရေရှည်ရည်တည်နိုင်ဖို့ဆိုတာကတခြင်းတဲ့ပုတ်တွေနဲ့မဖြစ်နိုင်ပါဘူးအချိန်တိုင်းစူးစမ်းဖန်တီးရတယ်လို့ပရိသတ်ရဲ့အရသာပြောင်းလဲမှုကိုလည်းပဲနားလည်နိုင်အောင်စူးစမ်းဖို့တက်လိုအပ်ပါတယ်လွှမ်းပိုင်ကဒီလိုအချက်တွေကိုအလေးထားခဲ့တာကြောင့်မြန်မာနိုင်ငံရဲ့လူကြိုက်အများဆုံးအဆိုတော်တွေထဲမှာနေရာတစ်ခုရရှိထားနိုင်တာဖြစ်ပါတယ်ရှင်လူငယ်မျိုးဆက်တစ်ခုရဲ့ဂီတအမတ်တရားတွေကိုပြန်လည်သတိရတဲ့အခါမှာတခြင်းများစွာကိုဖန်တီးပေးခဲ့တဲ့လွှမ်းပိုင်ကလည်းပဲမြန်မာ pop နဲ့ hip hop ဂီတသမိုင်းမှာအရေးပါတဲ့အဆိုတော်တယောက်အဖြစ်နဲ့ဆက်လက်ပြီးတော့မှမှတ်တမ်းဝင်နေအောင်မှာဖြစ်ပါတယ်ရှင်နောက်ဆုံးတော့နံပါတ်9ရာမြောက်မြန်မာနိုင်ငံရဲ့အအောင်မြင်ဆုံးအဆိုတော်ကတော့ Benny Phil ဖြစ်ပါတယ်။ Benny Phil ဟာမြန်မာနိုင်ငံရဲ့ pop ဂီတလောကမှာမျိုးဆက်တဲ့အဆိုတော်တွေထဲမှာလူသိအများဆုံးအနုပညာရှင်တစ်ဦးဖြစ်ပါတယ်။သူ့မှာညဉ့်ညက်တဲ့အတန်နဲ့ခင်မီတဲ့တခြင်းပုံစံနဲ့ကိုပိုင်ဟန်နေကြောင့်လူငယ်ပရိသတ်တွေရဲ့အားပေးမှုကိုအချိန်တိုအတွင်းမှာရရှိခဲ့ပါတယ်။ဂီတလောကတွေကိုစတင်ဝင်ရောက်လာခဲ့တဲ့ကသူ့ရဲ့တခြင်းတစ်ပုတ်ချင်းစီဟာအရေးသွင်းမြင့်ပြီးတော့ဖန်တီးမှုကလည်းပဲအားကောင်းခဲ့ပါတယ်။ music video တွေမှာလည်းခင်မီတဲ့ရေကူးပုံစံတွေနဲ့တင်ဆက်ခဲ့တာကြောင့် YouTube နဲ့ digital platform တွေမှာကြည့်ရှုသူတွေအများပြားကိုရရှိခဲ့ပါတယ်။ Benny Phil ရဲ့အားသာချက်တစ်ခုကတော့တခြင်းတိုင်းမှာစိတ်ခံစားချက်ကိုတဘာဝကျကျဖော်ပြနိုင်တာပါ။အချစ်မျှော်လင့်ချက်ဝမ်းနည်းမှုနဲ့ဘဝအတွေ့အကြုံတွေကိုနားဆင်သူတွေနဲ့ချစ်ဆက်နိုင်တဲ့အထီကိုတည်ဆိုနိုင်ခဲ့ပါတယ်။ pop ဂီတကိုအခြေခံထားပေမဲ့ acoustic, R&B နဲ့ contemporary music ပုံစံတွေကိုလည်းပဲလိုက်ရောညီတွေဖြစ်အောင်လို့ဖန်တီးနိုင်ခဲ့ပါတယ်။ဒါကြောင့်သူ့ရဲ့တခြင်းတွေဟာမတူညီတဲ့အတက်အရွယ်ပရိသတ်တွေကြားမှာတော့မှလူကြိုက်များခဲ့ပါတယ်။ live performance အပိုင်းမှာလည်း Benny Phil ဟာပရိသတ်နဲ့အပြန်အလှန်ဆက်သွယ်နိုင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ခဲ့ပါတယ်။
ဖြော်ပြပွဲတွေမှာပရိသတ်တွေနဲ့အတူတူတချင်းဆိုပြီးတော့မှပျော်ရွှင်မှုကိုမျှဝေနိုင်တာကြောင့်ကွန်ဆတ်တိုင်းဟာလည်းပဲအမှတ်တရဖြစ်ခဲ့ပါတယ်။ Digital Music Kit ကိုလှည့်လည်မြင်မြန်နဲ့သုံးဆောင်နိုင်ခဲ့တာကလည်းသူ့ရဲ့အောင်မြင်မှုတွေကအရေးကြီးအချက်တစ်ခုဖြစ်ပါတယ်။ Streaming platform တွေနဲ့လူမှုကွန်ရက်တွေကိုအသုံးပြုပြီးတော့ပရိသတ်နဲ့အမြဲတမ်းထိတွေ့နိုင်ခဲ့ပါတယ်။အနုပညာရှင်တယောက်ရဲ့အောင်မြင်မှုဟာစုရည်နဲ့တန်တာလို့မရပါဘူး။သူ့ရဲ့တခြင်းတွေကနေ့တွေကြာသွားပြီးတဲ့နောက်ကမှလူတွေကနှောက်ထောင်နေကြတယ်ဆိုလို့ရှိရင်တော့ဒါဟာတကယ်အောင်မြင်မှုဖြစ်ပါတယ်။ဗန်နီဖြူရဲ့တခြင်းတွေကတချို့တခြင်းဟာအခုထက်ထိတိုင်အောင်ပဲလူငယ်တွေရဲ့ playlist တွေမှာရှိနေစေဖြစ်ပြီး coffee shop တွေကားတွေထဲမှာ online platform တွေမှာလည်းပဲမကြာခဏကြားနေရစေဖြစ်ပါတယ်။ဒါကြောင့်မြန်မာပဂီတလောကရဲ့ new set တဲ့အောင်မြင်တဲ့အဆိုတော်ကိုပြောတဲ့အခါမှာဗန်နီဖြူရဲ့နာမည်ကိုချန်ထားဖို့တော့မဖြစ်နိုင်ပါဘူးရှင်။ဒီနေ့ podcast မှာတော့မြန်မာနိုင်ငံရဲ့အောင်မြင်ဆုံးလို့သတ်မှတ်ခံရလေးရှိတဲ့အဆိုတော်9ဦးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ဒီစီးရဲမှာပါဝင်တဲ့အမှုပညာရှင်တိုင်းဟာကိုပိုင်ဟန်ကိုပိုင်အတန်နဲ့မြန်မာဂီတလောကအတွက်အရေးပါတဲ့အမှတ်သားတွေကိုခြံထားခဲ့တဲ့သူတွေဖြစ်ကြပါတယ်။တကယ်တော့အောင်မြင်ဆုံးဆိုတာကတိုင်းတာတဲ့စနှုန်းတစ်ခုတည်းမဟုတ်ပါဘူး။ဒီနေ့ဖော်ပြခဲ့တဲ့စီးရင်ဟာအချိန်တော်ကြာအောင်လူကြိုက်များမှုနဲ့ဂီတအပေါ်မှာတရားမှုပြည့်တဲ့အပိမှုတွေကိုအခြေခံပြီးတော့မှတင်ဆက်ထားခဲ့တာဖြစ်ပါတယ်ရှင်။ဒီ podcast ကိုနှစ်သက်တဲ့ဆိုလို့ရှိရင်တော့ like and share လုပ်ပေးပါ comment မှာလည်းပဲတင်ရဲ့အမြင်တွေကိုညှဝေပေးခဲ့ကြပါရှင်။ channel ကိုတဘောကြတဲ့ဆိုလို့ရှိရင်တော့ subscribe လုပ်ထားပေးပြီးတော့မှ notification bell ကိုနှိပ်ထားပေးဖို့မမေ့ပါနဲ့။နောက်ထပ် podcast အသစ်တွေမှာပြန်လည်ပြီးတော့မှဆွေးနွေးကြပါဦးမယ်။အားလုံးပဲကျန်းမာချမ်းသာကြပါစေ။